ညီကိုတွေအားလုံးပဲမင်္ဂလာပါဒါကျွန်တော်ရဲ့နေ့စဉ်ဘောလုံးပွဲရွေးချယ်မှုအစီအစဉ်လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညကစားရမယ့်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်29ရဲ့ပွဲစဉ်၄ပွဲလုံးကိုတခါတည်းရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ်ပွဲစဉ်လေးတွေလူရင်းတူရှင်းလေးပဲရွေးချယ်ပေးသွားမှာပါဗျဒီပထမဆုံးအနေနဲ့ကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ပွဲကတော့ဘုံမောင်းနဲ့ Brentford တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲမှာတော့အင်ရှင်ဘုံမောင်းကနေပြီးတော့level 10ပြားရှုံးဂိုးပေါင်းကြီး3.10ဆိုပြီးတော့ကြောပေးထားပါတယ်ဒါဒီပွဲမှာတော့ကျွန်တော်ရွေးချယ်ထားတာကဂိုးအောက်ပါနောက်ထပ်တစ်ပွဲကတော့Everton နဲ့ Burnley တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲမှာအင်ရှင် Everton က1.10ဂိုးပေါင်းကြီး2အနှုတ်100ဆိုပြီးတော့ပေးထားပါတယ်ဒီပွဲမှာကျွန်တော်ရွေးချယ်ထားတာကတော့ဂိုးပေါ်ပါနောက်ထပ်တစ်ပွဲကတော့Leeds နဲ့Sunderland တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲမှာAsian Leeds United ကနေ level ရှုံးဂိုးပေါင်းကြီး2အနှုတ်60ဆိုပြီးတော့ပေးထားပါတယ်ကျွန်တော်ရွေးချယ်ထားတာကတော့ Leeds United ပါနောက်ဆုံးပွဲအနေနဲ့Wolves နဲ့ Liverpool ရဲ့ပွဲစဉ်လေးပါဒီပွဲမှာတော့ Asian Liverpool က1အနှုတ်30ဂိုးပေါင်းကြီး3.10ဆိုပြီးတော့ပေးထားပါတယ်ကျွန်တော်ရွေးချယ်ထားတာကတော့ဂိုးအောက်ပါဆိုတော့ကျွန်တော်ရွေးချယ်မှုလေးညီကိုတွေအကြိုက်တူတယ်ဆိုရင် like ယူပြီးစားလို့ရပါတယ်အားလုံးပဲအဆင်ပြေကံကောင်းကြပါလိမ့်